အားလုံးပဲမင်္ဂလာပါ UMC အသင်းတော်ရဲ့ devotion နဲ့အစီအစဉ်ကနေအားလုံးကိုပြန်လည်ပြီးတော့မှကြိုဆိုပါရစေအခုတလုံးမှာကျမတို့အသင်းတော်ကနေပြီးတော့မှဆုတောင်းခြင်းနဲ့ပတ်သက်ပြီးတော့ devotion နဲ့နားထောင်နေကြတဲ့ညီကောင်မရောက်ချင်းစီတိုင်းအရောက်တိုင်းကောင်းချီးရနေလိမ့်မယ်လို့ယုံကြည်တာဖြစ်တယ်ဒီနေ့မနက်မှာလည်းပဲကျမနဲ့အတူတူကဆုတောင်းခြင်းနဲ့ပတ်သက်ပြီးတော့မှထူးခြားသောဆုတောင်းချက်ဆိုတဲ့ခေါင်းစဉ်နဲ့အတူကျမတို့ကျမ်းစာထဲကနေအတူတူကခွန်အားယူသွားဖို့ရအတွက်အရောက်တိုင်းကိုဖိတ်ခေါ်ပါတယ်ဖခင်နဲ့များများကျမတို့ဆုတောင်းလေးဖခင်နဲ့များများကျမတို့အခြေယူလေးကျမတို့ရဲ့အတ္တထဲကထူးခြားတဲ့အရာတွေကိုကျမတို့မြင်တွေ့ပိုင်ဆိုင်ခံစားရရှိရဖြစ်တယ်အာမင်အဲ့တော့ဒီနေ့ရက်မှာလည်းပဲဒီနေ့တမန်ကျမ်းစာထဲကနေပြီးတော့မှထူးခြားသောဆုတောင်းချက်ကိုတောင်းတဲ့လူပုဂ္ဂိုလ်တယောက်ရဲ့အကြောင်းကိုကျမတို့အတူတူကဆင်ခြင်ခွန်အားယူကြရအောင်အဲ့ဒီသူကတော့ဘယ်သူလဲဆိုရှင်တော့ရှောလမုန်မင်းကြီးပဲဖြစ်တဲ့ဓမ္မရာဇဝင်တတယစာဆောင်ခန်းကြီး3အငယ်9ကနေပြီးတော့မှကျွန်မအနေငယ်ဖတ်ခြင်းနဲ့ထိုမြို့၌ထာဝရဘုရားသည်ညအခါအိမ်မက်တွင်ရှောလမုန်အားထင်ရှားစွာငါပေးရမည်ဆုကိုတောင်းတော်ဟုဘုရားခင်မိန့်တော်မူ၏ရှောလမုန်ကလည်းကိုရောဤကျွန်အကျွန်ုပ်၏အဘဒါဝိဒ်သည်ရှေ့တော်၌တဘောဖြောက်၍တမန်တရားဖြောက်မှတ်ခြင်းတရားတိုင်းကျင့်သည်နှင့်အညီသူ၌များစွာသောကျေးဇူးကိုပြုတော်မူသည်ယနေ့တွင်ရှိသည့်အတိုင်းသူ၏ရာဇပလင်ပေါ်မှာထိုင်ရသောသားကိုသူ့အားပေးသနာတော်မူသည်ဖြင့်သူ့အဖို့ကျေးဇူးတရားကိုစောင့်ရှောက်တော်မူသည်ယခုမှအကျွန်ုပ်၏ဖခင်ခင်ထာဝရဘုရားကိုရောကျွန်ကိုအဘဒါဝိဒ်ဤကိုစားရှင်ဘုရင်အရာ၌ခန့်ထားတော်မူ၏တို့ရတွင်အကျွန်ုပ်သည်သူငယ်ဖြစ်ပါ၏ထွက်ဝင်ခြင်းကမတတ်နိုင်ပါရွေးချယ်တော်မူ၍အရေးအတွက်အားဖြင့်အတိုင်းမသိများပြားစွာသောကိုရောဤလူမျိုးကြီးအလယ်၌ကိုရောကျွန်ရှိပါ၏တို့ဖြစ်၍ကိုရောကျွန်သည်ကိုရောဤလူတို့ကိုတရားစီရင်နိုင်မည်အကြောင်းကောင်းမကောင်းကိုပိုင်းခြား၍တိတတ်သောဉာဏ်ကိုပေးသနာတော်မူပါဤမြလောက်များစွာသောကိုရောဤလူတို့ကိုအဘယ်သူသည်ကိုအလိုအလျောက်တရားစီရင်နိုင်ပါမည်နည်းဟုတောင်းလျှောက်၏ရှောလမုန်မင်းကိုဘုရားသခင်ကဒီနေ့အိမ်မက်ထဲမှာဆုတောင်းဖို့ရန်အတွက်လာပြောတဲ့အခါမှာရှောလမုန်ဆုတောင်းတဲ့ဆုတောင်းချက်ဖြစ်တယ်အဲ့ဒီဆုတောင်းချက်ကဒီနေ့ဘာအတွက်သူဆုတောင်းတယ်လဲဆိုလို့ရှင်တော့ဒီနေ့ဘုရားသခင်ရဲ့ဣတေလလူမျိုးတွေကိုဒီနေ့သူရှင်ဘုရင်နေရာမှာဥဆောင်ရတဲ့အခါမှာရှင်ဘုရင်တယောက်ဖြစ်တဲ့အခါမှာဒီနေ့ဘယ်လိုမျိုးဒီလူတွေကိုဥဆောင်ရမလဲဘယ်လိုသွန်သင်ရမလဲဆိုတဲ့အရာတွေကိုဒီနေ့သိနိုင်ဖို့ရန်အတွက်လှုပ်ဆောင်နိုင်ဖို့ရန်အတွက်သူကဘုရားခင်စီမှာဉာဏ်ပညာကိုတောင်းတယ်ဆိုရကိုမြင်တွေ့ရတာဖြစ်တယ်ရှောလမုန်ရဲ့ဆုတောင်းချက်ကိုဘုရားသခင်ကကြားတဲ့အခါမှာအယံကိုနှစ်သက်အဲ့ဒီအရာကိုအငယ်30မှာထို့သို့ရှောလမုန်တောင်းလျှောက်သောပဌနာစကားကိုထာဝရဘုရားသည်နှစ်သက်တော်မူ၏အာမင်ဘုရားသခင်ဒီနေ့သူ့ရဲ့ဆုတောင်းတန်ကိုကြားတဲ့အခါမှာဘုရားခင်အလွန်နှစ်သက်တယ်ဒီအတွက်ကြောင့်မလို့ဘုရားခင်ကပြောလဲဆိုရင်ဘုရားခင်ကလည်းတင့်သည့်တာရှိသောအသက်ကိုမတောင်းစီးစိမ်ကိုလည်းမတောင်းရန်သူတို့၏အသက်ကိုလည်းမတောင်းတရားစီရင်ခြင်းကသက်နိုင်သောဉာဏ်ကိုသာကိုယ့်ဖို့တောင်းလျှောက်သောကြောင့်တင်တောင်းလျှောက်သည့်အတိုင်းငါပေး၏ဆိုပြီးတော့ဘုရားခင်ကရှောလမုန်ကိုဒီနေ့အဖြေပေးခဲ့တာဖြစ်တယ်ရှောလမုန်ရဲ့ဆုတောင်းတန်ကိုဘုရားသခင်ကချက်ချင်းပဲအဖြေပေးတယ်သူ့ရဲ့ဆုတောင်းချက်ကိုဘုရားသခင်ကအလွန်နှစ်သက်တဲ့အတွက်ကြောင့်မလို့ဘုရားကသူ့ရဲ့ဆုတောင်းချက်ကိုမစင်စားဘူးဟလာအချိန်မဆွဲဘူးချက်ချင်းဘုရားရဲ့အဖြေပေးတယ်ဆိုရကိုမြင်တွေ့ရတာဖြစ်တယ်။ဘာကြောင့်လို့ရှောလမုန်ရဲ့ဆုတောင်းချက်ကိုဘုရားသခင်ကနှစ်သက်တာလဲဆိုတဲ့အခါမှာကျမ်းစာမှာကျွန်တော်တို့ခုနဘုရားခင်ပြောသလိုမျိုးပဲရှောလမုန်မင်းကြီးကသူ့အတွက်သူဆုမတောင်းဖြစ်တယ်။သူအောင်မြင်ဖို့ရန်သူစီးစိမ်ကျွေဝဖို့ရတဲ့သူ့ရဲ့ဂုဏ်တရားတွေကိုသူမတောင်းဝဲနဲ့ဒီနေ့သူကဖယားရဲ့လူတွေဖြစ်တဲ့ဣတေလလူမျိုးတွေကိုသူဥဆောင်ရတဲ့အခါမှာသူအုပ်ချုပ်ရတဲ့အခါမှာရှင်ဘုရင်လုပ်ရတဲ့အခါမှာဒီနေ့ကောင်းမွန်စွာစီရင်နိုင်ဖို့ကောင်းမွန်စွာအုပ်ချုပ်နိုင်ဖို့ရတဲ့ဖယားခင်ထံမှာဉာဏ်ပညာတောင်းတာဖြစ်တယ်အာမင်ဒီနေ့ကျမတို့ရဲ့ဆုတောင်းချက်တွေကိုလည်းပဲကျမတို့ပြန်လည်ပြီးတော့မှဆင်ခြင်ရအောင်ဒီနေ့ကျမတို့တောင်းနေတဲ့ဆုတွေကဘာအတွက်တွေလဲဘာအတွက်ကျွန်တော်များများဆုတောင်းဖြစ်တယ်လဲဒီနေ့ဆုတောင်းခြင်းနဲ့ပတ်သက်ပြီးဂတိတော်တွေလည်းသိတယ်ဆုလည်းတောင်းနေကြတယ်ဒါပေမဲ့ဘုရားသခင်ရှေ့တော်မှာဒီနေ့ဘုရားနှစ်သက်တဲ့ဆုတောင်းချက်ဖြစ်ဖို့ရန်အတွက်ဒီနေ့ကျွန်တော်တို့
ပို့ပြီးတော့မှအာယုံဆိုင်ဖို့ရတဲ့လိုအပ်တယ်ကျွန်တော်ဖြစ်ချင်တဲ့အရာတွေကျွန်တော်လိုချင်တဲ့အရာတွေကျွန်တော်လုပ်ချင်တဲ့အရာတွေအဲ့ဒီအရာတွေပေါ်မှာပဲဒီနေ့ဦးစားပေးပြီးတော့မှဆုတောင်းတော့သူမဟုတ်ဘဲနဲ့ဖခင်ဘာလုပ်စေချင်တယ်လဲဖခင်ဘာဖြစ်စေချင်တယ်လဲဖခင်ရဲ့အလိုတော်ကိုဦးစားပေးပြီးတော့မှဒီနေ့ဆုတောင်းတတ်တော်သူဖြစ်ဖို့ရတဲ့ကျွန်တော်အရန်ကိုအရေးကြီးတာဖြစ်တယ်ဟာလေလုယာအဲ့ဒီအတွက်ကြောင့်မို့ရှောလမုန်မင်းကြီးကဖခင်ရဲ့ရှေ့တော်မှာသူထူးခြားတဲ့ဆုတောင်းချက်ကိုသူတောင်းတဲ့အခါမှာဖခင်ကနှစ်သက်ပြီးတော့မှသူ့ရဲ့ဆုတောင်းချက်ကိုဖခင်ကချစ်ချင်းအဖြေပေးတာဖြစ်တယ်အငယ်73မှာထိုမှတပါတင်းနဲ့တူသောရှင်ဘုရင်တရားများတင်းရှိတင်းလက်ထ၌မရှိစေခြင်းကတင်းမတောင်းသောစုစည်းစိမ်ဥစ္စာဂုဏ်အသေးကိုငါပေး၏ဟာလေလုယာဖခင်သခင်ကနေရှောလမုန်မင်းရဲ့ဆုတောင်းချက်ကိုအလုံးနဲ့တဲ့အတွက်ကြောင့်မလို့ဒီနေ့သူ့ကိုသူ့ရဲ့ရှေ့မှာကောသူ့ရဲ့နောက်မှာကောသူ့ကဲ့သို့ဉာဏ်ပညာနဲ့ပြည့်စုံတဲ့ရှင်ဘုရင်တယောက်မှမရှိရဘူးအာမင်သူ့နိုင်မဲ့လူတယောက်ပုဂ္ဂိုလ်တယောက်အနေနဲ့ဘုရားသခင်ကသူ့ကိုဖြစ်စေတယ်ဆိုရကိုမြင်တွေ့ရတာဖြစ်တယ်ဟာလေလုယာအဲ့ဒီအပြင်ဒီနေ့ဘုရားသခင်ကသူမတောင်းတဲ့ဆုတွေကိုလည်းပဲဘုရားသခင်ကပေးတာဖြစ်တယ်စီးစိမ်တွေဘုရားသူ့ကိုပေးတယ်ဂုဏ်အသရေတွေဘုရားခင်သူ့ကိုပေးတယ်ဆိုရကိုကျမ်းစာထဲမှာကျွန်တော်တို့မြင်တွေ့ရတာဖြစ်တယ်အာမင်ဒါကြောင့်မို့ကျွန်တော်တို့ယုံကြည်သူတိုင်းဒီနေ့ဆုတောင်းချက်တွေအများကြီးတောင်းပါပါနေ့တိုင်းလည်းဆုတောင်းနေမှာပါဒါပေမဲ့ကျမတို့ရဲ့ဆုတောင်းချက်တွေဟာဖခင်ရဲ့နဲ့တဲ့ဆုတောင်းချက်ဖြစ်ဖို့ရန်အတွက်ဒီနေ့ကျမတို့ရဲ့ဆုတောင်းချက်တွေကိုကျွန်တော်ပြန်လည်ပြီးတော့စမ်းစစ်ရအောင်ရှောလမုန်မင်းကဲ့သို့ဖခင်ရဲ့ရှေ့တော်မှာထူးခြားသောဆုတောင်းချက်ကိုတောင်းတတဲ့သူဖြစ်ဖို့ရန်အတွက်ဒီနေ့ဒီနှုတ်ဘတ်တော်အဖြစ်ဖခင်ကျမတို့ကိုစကားပြောနေတာဖြစ်တယ်အာမင်ရှောလမုန်လက်ထက်မှာဣတေလတိုင်းပြည်မှာစစ်ငြိမ်းချမ်းရတဲ့အခွင့်ကိုရတာဖြစ်တယ်။ဘာကြောင့်မလို့လဲ။သူ့ရဲ့ဉာဏ်ပညာရှိခြင်းကြောင့်မလို့ရန်သူတွေကလာပြီးမဲ့လည်းပဲဖခင်သူ့ကိုပေးထားတဲ့ဉာဏ်ပညာနဲ့ရန်သူတွေကိုပြန်လည်ပြီးတော့သူဟာမစ်ဟာယဖွဲ့နိုင်တာဖြစ်တယ်။အဲ့ဒီအစွမ်းတတ္တိတွေနဲ့သူလှုပ်ဆောင်တာဖြစ်တယ်။ဟာလေလုယာ။အဲ့တော့ကျွန်တော်တို့ဘဝအတ္တတာထဲမှာဉာဏ်ပညာကတိတ်ကိုအရေးကြီးတာဖြစ်တယ်။ကျမတို့ရဲ့မိသားစုကျမတို့ရဲ့လူမှုပေါင်းသင်းဆက်ဆံကျမတို့ရဲ့လုပ်ငန်းဆောင်တာကျမတို့ရဲ့ဒီနေ့အစိုးရတွေစသည်ဖြင့်ဒီလူရဲ့အတိုင်းဝိုင်းထဲမှာကျမတို့နေတဲ့အခါမှာကျမတို့နေ့စဉ်ကြုံတွေ့ရတဲ့ဒီအရာတွေပေါင်းသင်းဆက်ဆံမှုတွေလုပ်တဲ့အရာတွေအားလုံးမှာကျမတို့ဉာဏ်ပညာရှိစွာနဲ့လုပ်တတ်ဖို့ရတဲ့အရာကိုအရေးကြီးတာဖြစ်တယ်အဲ့ဒီဉာဏ်ပညာကဘယ်ကနေရမလဲဆိုရှင်တော့ဖယားခင်စီကနေပဲရတာဖြစ်တယ်။ဒါကြောင့်ကျမ်းစာတစ်ခုကိုကျွန်တော်တို့ဖတ်ရအောင်။တုတ်တန်ကျမ်းခန်းကြီးနဲ့အငယ်6အကြောင်းမူကားခြာရဖယားသည်ပညာကိုပေးတော်မူတတ်၏။နားနေနိုင်သောဉာဏ်သည်နှုတ်ကပတ်တော်အဖြစ်သာဖြစ်တတ်၏။အာမင်။ဒီနေ့တုတ်တန်ကျမ်းကိုကျွန်တော်တို့ကြည့်တဲ့အခါမှာတုတ်တန်ကျမ်းဟာတကယ်ပဲဉာဏ်ပညာနဲ့ဆိုင်တဲ့အရာတွေကိုရေးသားထားတဲ့ကျမ်းစာဖြစ်တဲ့ဒီတုတ်တန်ကျမ်းကိုရေးတဲ့သူကဘာလို့လဲဆိုလို့ရှိရင်တော့ရှောလမုန်မင်းကြီးပဲဖြစ်တယ်။အာမင်။အဲ့တော့ရှောလမုန်မင်းကြီးရဲ့ပညာနဲ့ပတ်သက်ပြီးတော့မှဒီနေ့အထူးရေးသားထားတဲ့ကျမ်းချက်ဖြစ်တယ်။ကျမ်းစာဝင်ဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ဉာဏ်ပညာနဲ့ပတ်သက်ပြီးတော့မှပို့ပြီးသိချင်တဲ့နားလည်ချင်တဲ့ဉာဏ်ပညာနဲ့ဘယ်လိုမျိုးကျွန်တော်တို့အသက်ရှင်ရမလဲဆိုတဲ့အရာတွေကိုပို့ပြီးတော့မှလိုချင်တယ်ဆိုတော့ကျွန်တော်တို့တုတ်တန်ကျမ်းကိုလေ့လာဖို့ရတဲ့အရန်ကိုလိုအပ်တာဖြစ်တယ်။အာမင်။တုတ်တန်ကျမ်းကိုလေ့လာရင်ဖို့ရတဲ့အကောင်းဆုံးကျမ်းဆောင်ဖြစ်တယ်။အဲ့ဒီတကြောင်ကျွန်တော်တို့တုတ်တန်ကျမ်းကိုလေ့လာတဲ့အခါမှာကျွန်တော်ဉာဏ်ပညာတွေရှိလာမှာဖြစ်တယ်။အာမင်။ပညာလို့ပြောတဲ့အခါမှာကျွန်တော်တို့လောကရဲ့အတတ်ပညာတွေလောကရဲ့ဒီကျောင်းပညာတွေဝဲတွေဒီဂရီတွေကိုပြောချင်တာမဟုတ်ဘူးဖြစ်တယ်။အဲ့တော့ဒီအရာတွေမလိုဘူးလားဆိုတော့လည်းလိုပါတယ်။ဒါမဲ့ညီကောင်မတို့အဲ့ဒီလောကပညာတွေတက်ပင်မဲ့လည်းဘွဲဒီဂရီရပင်မဲ့လည်းဒေါက်တာတွေဖြစ်ပင်မဲ့လည်းပဲဒီနေ့ဆုံးရှုံးနေတဲ့လူတွေအများကြီးရှိနေဆိုရကိုကျွန်တော်တို့ပတ်ဝန်းကျင်တွေမှာကျွန်တော်တို့မြင်တွေ့ရတာဖြစ်တယ်။ဘာကြောင့်မလို့ပညာတွေတက်ရက်နဲ့ဆုံးရှုံးနေရတယ်လဲဆိုလို့ရှိရင်တော့အဲ့ဒီပညာကိုဘယ်လိုမျိုးအသက်တာထဲမှာလက်တွေ့အသက်ရှင်ရမလဲဆိုတဲ့အရာကိုမသိချင်းကြောင့်လို့ဖြစ်တယ်။အဲ့ဒီအတွက်ကြောင့်မလို့ဆုံးရှုံးကြရတာဖြစ်တယ်။အဲ့တော့တုတ်တန်ကျမ်းခန်းကြီး9အငယ်30မှာဒီလိုမျိုးပြောတယ်။ခြားရဖျားကိုကြောက်ရွံ့သောသဘောသည်ပညာ၏မူလအမြင့်ဖြစ်၏။တန်ရှင်းတော်မူသောဖျားကိုတိကျွမ်းသောသဘောသည်ဉာဏ်ဖြစ်၏။ဟာလေလုယာ။ဒီနေ့ဖျားသခင်ကိုတိကျွမ်းခြင်းတ
但ရှင်တဲ့ဖျားခင်ကိုတိကျွမ်းခြင်းဟာဉာဏ်ဖြစ်တယ်လို့ပြောထားတာဖြစ်တယ်အာမင်ဖျားသခင်အသက်ရှင်တဲ့ဖျားသခင်ကိုတိကျွမ်းခြင်းကပဲစစ်မှန်တဲ့ဉာဏ်ပညာဖြစ်တယ်အဲ့ဒီဉာဏ်ပညာနဲ့မှဒီနေ့ကျမတို့ကတွေ့ကြုံရတဲ့အခြေအနေတွေအခက်အခဲတွေရင်ဆိုင်ရတဲ့ပြဿနာတွေကိုကျမတို့ကအောင်မြင်ကျော်လွှားနိုင်မှာဖြစ်တယ်အာမင်ဒီနေ့ကျမတို့ရဲ့အသက်တာကိုပညာရှိစေတဲ့အရာကလောကအသက်ပညာတွေမဟုတ်ဘူးဖြစ်တယ်တကယ်တမ်းကျမတို့ကိုပညာရှိစေတဲ့အရာကတော့ဖခင်ရဲ့နှုတ်ကပတ်တော်ဖခင်ကိုသိကျွမ်းခြင်းဖခင်ရဲ့စကားတော်ဖြစ်တယ်အာမင်ဟာလေလုယာဒါကြောင့်ဖခင်ရဲ့နှုတ်ကပတ်တော်ဖခင်ကိုသိကျွမ်းခြင်းဉာဏ်ပညာနဲ့ဒီနေ့ကျမတို့နေ့ရက်တိုင်းမှာအသက်ရှင်ဖို့ရန်အတွက်အရန်ကိုအရေးကြီးရဖြစ်တယ်ကျမတို့ရဲ့အုံနောက်ကျမတို့ရဲ့ဉာဏ်ကျမတို့ရဲ့သိတဲ့အရာတွေပဲကျွန်တော်တို့အသက်ရှင်နေဆိုရင်ဒီနေ့ကျွန်တော်တို့လမ်းပါကိုရောက်နိုင်တာဖြစ်တယ်ဆုံးရှုံးနိုင်တာဖြစ်တယ်ဒါပေမဲ့ဖခင်ရဲ့ပညာဖခင်စီကနေလာတဲ့ပညာနဲ့ဖခင်ကိုကြောက်ရွံ့ခြင်းနဲ့ကျွန်တော်တို့အသက်ရှင်နေဆိုလို့ရှင်တော့အဲ့ဒီဆုံးရှုံးခြင်းတွေထဲကနေကျွန်တော်တို့ကအောင်မြင်မှာဖြစ်တယ်အာမင်ရှောလမုန်မင်းကြီးရဲ့နိုင်ငံတွေအပေါ်မှာလူတွေအပေါ်မှာဒီနေ့သူ့ရဲ့တရားစီရင်ခြင်းတွေသူ့ရဲ့စီမံခန့်ခွဲခြင်းတွေသူ့ရဲ့နန်းတော်အဆောက်အအုံတွေတော့သူတည်ဆောက်ထားတဲ့ဗိမာန်တော်အဆောက်အအုံတွေလှုပ်ဆောင်တဲ့အရာမှန်သမျှကိုပတ်ဝန်းကျင်မှာရှိတဲ့တိုင်းပြည်အသီးသီးကဘယင်တွေဟုတ်လားလူတွေကကြားတဲ့အခါမှာမယုံနိုင်တော့အောင်ဒီနေ့အမခံသူ့ရဲ့ပညာကဒီနေ့ထူးခြားကြော်ဆိုတာဖြစ်တယ်ရှောလမုန်စီမှာလာပြီးပညာသင်ရတဲ့အရာတွေသူလုပ်တဲ့အရာတွေကိုလာလေ့လာရတဲ့အရာတွေဒီနေ့ဖခင်သူ့ကိုကောင်းချီးပေးတယ်ဆိုတဲ့အရာကိုကျွန်တော်တို့မြင်တွေ့ရတာဖြစ်တယ်ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာအထင်မှာလည်းပဲဖခင်ထံကနေလာတဲ့ဉာဏ်ပညာရပြီးတော့မှကျွန်တော်တို့အသက်ရှင်တဲ့အရာတွေကလူတိုင်းအတူယူအားကြရတဲ့အသက်တာဖြစ်လာမှာဖြစ်တယ်ဟာလေလုယာကျွန်တော်တို့အသက်တာကိုကျွန်တော်တို့စုတောင်းဖို့လိုအပ်တာဖြစ်တယ်အာမင်ကျွန်တော်တို့ဘလို့အသက်ရှင်ရမလဲကျွန်တော်ဘလို့ပြောဆိုရမလဲကျွန်တော်ဘလို့မျိုးပေါင်းသင်းရမလဲလူတွေကိုဘလို့ဆက်ဆံရမလဲဆိုတဲ့အရာတွေဒီနေ့ကျွန်တော်တို့အကောင်းဆုံးအသက်ရှင်နိုင်ဖို့ရန်အတွက်ဖခင်ထံမှာဉာဏ်ပညာကိုကျွန်တော်တို့တောင်းခံရအောင်နောက်တစ်ခုအနေနဲ့ဒီနေ့ရှောလမုန်ရဲ့ထူးခြားတဲ့စုတောင်းချက်တစ်ခုကိုကျွန်တော်တို့မြင်တွေ့ရတာဖြစ်တယ်အဲ့ဒီအရာကိုဓမ္မရာဇဝင်တတိယဆောင်ခန်းကြီး၈အငယ်28ကနေပြီးတော့မှ30အထိမြင်တွေ့ရတာဖြစ်တယ်။တိုးတော်လည်းအိုးအကျွန်ုပ်ဖျားခင်ထာဝရဘုရားကိုရောကျွန်းသည်ရှေ့တော်၌ယနေ့ကြွေးကြော်တဲ့ပတ္ထနာပြု၍တောင်းလျှောက်သောစကားကိုနာခံနာယူတော်မူပါ။ဤမည်သောအရက်၌ငါနာမတည်ရမည်ဟုမိန့်တော်မူသည့်အတိုင်းဤအရက်၌အရက်ဌာနနှင့်ဤအိမ်တော်ကိုနေညမပြတ်ကြည့်ရှု၍ကိုရောကျွန်းသည်ဤအရက်ဌာန၌ဆုတောင်းသောစကားကိုနားထောင်တော်မူပါကိုရောကျွန်းမှစပြီးကိုရောဤလူဤတေလအမျိုးသားတို့သည်ဤအရက်ဌာန၌ဆုတောင်းပတနာပြုကြသောအခါကျင်းဝတ်တော်မူရာကောင်းကင်ဘုံ၌နားထောင်၍အပြစ်မှလွတ်တော်မူပါဒီအရာကရှောလမုန်ရဲ့ဒုတိယဆုတောင်းချက်ဖြစ်တယ်ဒီဆုတောင်းချက်ကလည်းအရန်ကိုထူးဆန်းတယ်ထူးခြားတဲ့ဆုတောင်းချက်တစ်ခုဖြစ်တယ်ရှောလမုန်ဆုတောင်းတဲ့အရာကအဲ့ဒီဖခင်ရဲ့နာမတော်ကျင်းဝတ်တဲ့ဗိမာန်တော်ထဲမှာလာပြီးတော့မှဆုတောင်းတဲ့လူတွေရဲ့ဆုတောင်းချက်တွေကိုဖခင်ကနားညောင်းပြီးတော့မှတဲ့သူတို့ရဲ့အဖြစ်ကိုခွင့်လွှတ်ပေးဖို့ရတဲ့သူကဆုတောင်းတာဖြစ်တယ်သူဆောက်ခွင့်ရတဲ့ဗိမာန်တော်ဖခင်ထင်ရှားတဲ့ဖခင်ရဲ့နာမတော်ကျင်းဝတ်တဲ့အဲ့ဒီဗိမာန်တော်ထဲကိုလာပြီးတော့မှဆုတောင်းတဲ့လူတိုင်းရဲ့ဆုတောင်းချက်ကိုဖခင်နားညောင်းပြီးတော့မှအဖြေပေးဖို့ရန်အတွက်သူကဆုတောင်းတယ်ဆိုရရကိုမြင်တွေ့ရတာဖြစ်တယ်။ကျွန်တော်တို့ရဲ့ဆုတောင်းချက်တွေကကျွန်တော်တို့ယခုလက်ရှိဖြစ်နေတဲ့အရာတွေကျွန်တော်တို့အတွက်ကျွန်တော်တို့ကြုံနေရတဲ့အရာတွေအတွက်ပဲကျွန်တော်တို့ကယခုဖြစ်ပျက်နေတဲ့အရာတွေပုံမှာကျွန်တော်တို့ဆုတောင်းတဲ့အရာအများများတယ်။အဲ့တော့ကျွန်တော်ရဲ့ဆုတောင်းချက်တွေဟာလာမယ့်အနာဂတ်အတွက်လူတွေများစွာကောင်းကြီးခံစားရဖို့ရန်အတွက်ဖြစ်တဲ့ဆုတောင်းချက်ဖြစ်ဖို့ရန်အတွက်ဒီရှောလမုန်ရဲ့ထူးခြားတဲ့ဆုတောင်းချက်ကကျွန်တော်တို့ကိုစကားပြောနေတာဖြစ်တယ်။အာမင်။ဟာလေလုယာ။ဒါကြောင့်မို့ရှင်မာကုခန်းကြီး7အငယ်15မှာလည်းပဲယေရှုပြောတဲ့စကားတစ်ခုရှိတယ်။ယေရုရှလင်မြို့သို့ရောက်သောအခါယေရှုသည်ဗိမာန်တော်သို့ဝင်တော်မူပြီးလင်ဗိမာန်တော်၌ရောင်းဝယ်သောသူတို့ကိုနေထုတ်၍
စပွဲခုံများတို့စပွဲခုံတို့ကို၎င်းကျိုးငယ်ရောင်းသောသူတို့ဤထိုင်ရာကို၎င်းတွန်းလဲတော်မူ၍ရှိဗိမ္မာန်တော်ထဲ၌အဆောက်အုံကိုအဘယ်သူမျှမဆောင်မရွက်ရမည်အကြောင်းမြစ်တာတော်မူရဲ့ငါအိမ်ကိုလူအမျိုးမျိုးစုတောင်းရအိမ်ကိုခေါ်ဝေါ်ကြလက်တန်းဟုကျမ်းစာလာသည်မဟုတ်တော့သို့တော်လည်းတင်တို့သည်ထိုအိမ်ကိုဓာပြတွင်ဖြစ်စေကြပြီတကားဟုဆုံးမဩဝါဒပြီးတော်မူ၏ယေရှုခရစ်တော်လောကမှာရှိနေတဲ့အခါမှာယေရုရှလင်မြို့မှာရှိတဲ့ဗိမာန်တော်ထဲမှာလူတွေကဘာလုပ်လဲဆိုရင်ပွဲတွေလုပ်ကြတယ်ရောင်းဝယ်ဖောက်ကားကြတယ်အဲ့အခါမှာယေရှုကမြင်တဲ့အခါမှာအယံစိတ်ဆိုပြီးတော့မှငါအိမ်ကိုလူအမျိုးမျိုးစုတောင်းရအိမ်ဟူ၍ခေါ်ဝေါ်ကြလက်တဲ့ဒီလူအမျိုးမျိုးစုတောင်းရအိမ်ဒီဗိမာန်တော်ကိုဘာကြောင့်မလို့ပွဲသေးလုပ်တာလဲဒီစုတောင်းရမယ့်အရာကိုဒီရောင်းဝယ်ဖောက်ကားမှုတွေတော့ဒီစီးပွားရေးအရာလုပ်တဲ့အရာတွေပြုတ်တဲ့အခါမှာယေရှုကအယံစိတ်ဆိုးတာဖြစ်တယ်အာမင်အဲ့ဒီဗိမာန်တော်ကိုတစ်ချိန်တစ်ခါတော့ကရှောလမုန်ဆုတောင်းခဲ့တဲ့အရာဖြစ်တယ်ဖခင်ကိုသူဆုတောင်းတယ်ဒီဗိမာန်တော်ထဲမှာလာပြီးတော့ဆုတောင်းတဲ့လူတိုင်းရဲ့ဆုတောင်းချက်ကိုကိုရိုနာညောင်းပြီးတော့မှသူရဲ့အပြစ်ကိုခွင့်လွှတ်ပေးဖို့ရန်အတွက်ဆုတောင်းခဲ့တဲ့အတွက်ကြောင့်မလို့ယေရုရှလင်မြို့ရဲ့ဗိမာန်တော်ကိုလူအမျိုးမျိုးဆုတောင်းရအိမ်ဆိုပြီးတော့မှခေါ်ဝေါ်ခဲ့တာဖြစ်တယ်ဟာလေလုယာရှောလမုန်မင်းရဲ့ဆုတောင်းချက်တစ်ခုကဒီနေ့လာမယ့်အနာဂတ်မှာယေရှုအမှုဆောင်ခြင်းတွေထဲမှာပြန်လဲပြီးတော့မှအသက်ဝင်လာတယ်ဆိုတဲ့အရာကိုမြင်တွေ့ရတာဖြစ်တယ်။မှတ်တမ်းတင်ခဲ့တဲ့တမိုင်းတစ်ခုတွင်ခဲ့တယ်ဆိုတဲ့အရာကိုမြင်တွေ့ရတာဖြစ်တယ်။အာမင်။ဒါကြောင့်ကျွန်တော်ရဲ့ယနေ့ကျွန်တော်ဘာဆုတောင်းနေတယ်လဲ။ကျွန်တော်ရဲ့ဆုတောင်းချက်တွေကတမိုင်းဝင်တဲ့ဆုတောင်းချက်တွေဖြစ်လာဖို့ရန်အတွက်ဖခင်အလိုရှိတာဖြစ်တယ်ဒီကာလမှာကျွန်တော်ဘာတွေဆုတောင်းနေလဲကျွန်တော်ရဲ့ဆုတောင်းချက်ကယနေ့အတွက်ပဲလားကျွန်တော်ရဲ့မိသားစုအတွက်ပဲလားကျွန်တော်ယခုကြုံနေရတဲ့ပြဿနာတွေအတွက်ပဲလားဒါဆိုလို့ရှိရင်တမိုင်းဝင်တဲ့ဆုတောင်းချက်တွေကိုဆုတောင်းတော်သူဖြစ်ဖို့ရန်အတွက်ဒီနေ့ကနေစပြီးကျွန်တော်ရဲ့ဆုတောင်းချက်ကိုပြောင်းလဲရအောင်ဟာလေလုယာရှောလမုန်ဆုတောင်းချက်ကိုဒီနေ့ကျွန်တော်ပြန်လဲပြီးတော့မှခွန်အားယူရအောင်ရှောလမုန်ရဲ့ဆုတောင်းချက်ကိုကျွန်တော်တို့ပြန်လဲပြီးတော့မှအောက်မေ့ရအောင်အာမင်ဒီနေ့ရှောလမုန်ရဲ့ဆုတောင်းချက်ဟာတမိုင်းဝင်တဲ့ဆုတောင်းချက်ဖြစ်ခဲ့တယ်လို့မျိုးဒီကျွန်တော်ရဲ့ဆုတောင်းချက်တွေဟာလည်းပဲတမိုင်းဝင်တဲ့ဆုတောင်းချက်တွေဖြစ်ဖို့ရန်အတွက်ဘုရားခင်ကအလိုရှိတာဖြစ်တယ်အာမင်အဲ့တော့ကျွန်တော်ရဲ့ဆုတောင်းချက်ကိုတစ်ခါပြန်ကြရင်ကျွန်တော်တို့ကလေပေါ်ပေါ်တည်တည်ပဲထားတယ်ပေါ်ပေါ်ဆဆပဲထားတယ်ဒါပေမဲ့ဘုရားသခင်ကကျွန်တော်ရဲ့ဆုတောင်းချက်တစ်ခုစီတိုင်းကိုစိတ်ဝင်စားတဲ့ဘုရားဖြစ်တယ်။ကျွန်တော်ရဲ့ဆုတောင်းချက်တစ်ခုချင်းစီတိုင်းကိုကြီးမားတဲ့အမှုတွေကိုပြုပေးခြင်းနဲ့ဘုရားခင်ဖြစ်တယ်။ဟာလေလုယာ။ကျွန်တော်ရဲ့ဆုတောင်းချက်တွေကရှောလမုန်မင်းရဲ့ဆုတောင်းချက်တွေကဲ့သို့ဒီနေ့ဖြစ်ဖို့ရန်အတွက်ကျွန်တော်တို့အသက်တာတွေကိုပြန်လည်ပြီးတော့မှဆင်ခြင်ရအောင်။ဒီနေ့ကျွန်တော်ရဲ့ဆုတောင်းချက်တွေကဘုရားအကျိုးအတွက်ဘုရားအကျိုးကိုဦးစားပေးပြီးတော့မှဆုတောင်းတဲ့ဆုတောင်းချက်တွေဖြစ်ဖို့ရန်အတွက်နံပါတ်1အချက်အနေနဲ့ကျမတို့ရဲ့ဆုတောင်းချက်တွေကတမိုင်းဝင်တဲ့ဆုတောင်းချက်ဖြစ်ဖို့ရန်အတွက်အရန်ကိုအရေးကြီးတာဖြစ်တယ်။အာမင်။ကျမတို့ရဲ့ယခုဖြစ်တဲ့နေတဲ့ပြဿနာအခြေအနေတွေအတွက်ပဲကျမတို့ဆုတောင်းနေသူမဟုတ်ဘဲနဲ့လာမယ့်အနာဂတ်မှာလူတွေများစွာကောင်းကြီးခံစားရဖို့လူတွေအကျိုးအတွက်တမိုင်းဝင်တဲ့ဆုတောင်းချက်တွေကိုဒီနေ့ဆုတောင်းတဲ့သူတွေဖြစ်ရအောင်ဒီနှုတ်ကပတ်တော်ကကျွန်မကိုယ်တိုင်ကောင်းကြီးရတယ်လို့ဒီမှာရှေ့ညီကောင်မအရောက်ချင်းစီရလဲကောင်းကြီးရလိမ့်မယ်ဖခင်ရဲ့အသက်တော်စကားပြောခြင်းတွေကိုခံစားရလိမ့်မယ်လို့ယုံကြည်တယ်ဒါကြောင့်မို့ကျွန်တော်တို့ရဲ့နေ့ရက်စဉ်ဆုတောင်းချက်တွေကိုကျွန်တော်ပြန်လည်ပြီးစမ်းစစ်ပြီးတော့မှကျွန်တော်ပြန်ပြင်ဆင်ရအောင်လို့အားပေးချင်တာဖြစ်တယ်နှုတ်ကပတ်တော်အပြင်အရောက်တိုင်းပေါ်မှာဘုရားခင်ကောင်းချီးပေးပါစေ